အမျိုးသမီးတွေတော်တော်များများကကျမတို့ရဲ့ခံစားချက်တွေပြီးတော့ရယူလို့တဲ့အရာတွေပြီးတော့ဖြစ်ချင်တဲ့ဆန္ဒတွေတော်တော်များများကိုလေမျိုးသိမ့်လိုက်တယ်ဘာလို့လဲဆိုရင်တစ်ဖက်လူကကိုယ့်ကိုဘယ်လိုထင်မလဲပေါ့ကိုယ့်ရဲ့ချစ်သူကြီးစားကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့မိဘဆွေမျိုးတငယ်ချင်းအတိုင်းဝိုင်းဒါတွေအကုန်လုံးကဘယ်လိုထင်မလဲဆိုပြီးသူများကိုပို့ပြီးတော့ဦးစားပေးလိုက်တဲ့သဘောပေါ့နော်အဓိကတော့လေအဲ့လိုမျိုးဘယ်လိုထင်မလဲဆိုပြီးတော့ကိုယ့်ရဲ့ဖြစ်ချင်တာတွေကိုမျိုးသိမ့်လိုက်တာတွေရှိတယ်ကျမကကြတော့အများနဲ့ဒီဟာလေးကိုအာမပေးဘူးပေါ့အဲ့လိုမျိုးသိရတာကိုအာမပေးဘူးအကယ်မို့ဒီဗီဒီယိုလေးဆုံးသွားတဲ့အခါမှာလေမနေ့ကဗီဒီယိုနဲ့ကို controversy ဖြစ်တယ်လို့ထင်ကောင်းထင်လိုက်မယ်အဲ့လိုမျိုး confusion နည်းနည်းလေးဖြစ်လာတယ်ဆိုရင်လေရလာတယ်ဆိုရင်မနေ့ကဗီဒီယိုလေးကိုတစ်ချက်လောက်ပြန်ကြည့်ပေးပါဒီနေ့ဗီဒီယိုလေးကိုလည်းတစ်ချက်လောက်ပြန်ကြည့်ပေးပါအဲ့ဒါဆိုရင် difference ကိုတွေ့သွားလိမ့်မယ်ပေါ့နော်ဘာပြောချင်လဲဆိုတာကိုပေါ့အဲ့တော့ okay ပြန်ဆက်ရမယ်ဆိုရင်ကျမတို့ main ကလေးတွေပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ကွာအဓိက main ကလေးတွေကမျိုးသိတာများလို့ဒါကျမ main ကလေးဆိုပြီးတော့ topic ကိုဒီတုံးလိုက်တာပေါ့နော်ဒီနယ်သားကိုတုံးလိုက်တာပေါ့အဓိကကတော့ကျမတို့ဖြစ်ချင်တဲ့ဟာတော်တော်များများကိုအမြဲတမ်းကိုပါလို့ချင်လဲဆိုတာကိုမစပြီးမပြောရင်လေဘယ်သူမှကိုယ်ကိုအလိုရောက်လာပြီးတော့နားလဲလာလိုက်မှာမဟုတ်ဘူးကိုကဒါကိုကြိုက်တယ်ဆိုလဲပြောတင်တယ်ဒါကိုမကြိုက်ဘူးဆိုရင်လည်းပြောတင်တယ်ဒါမှကိုယ့်ရဲ့ mental health ကပို့ပြီးတော့healthy ဖြစ်လာမှာပေါ့နော်ကျမတို့အခုနောက်ပိုင်းမှာ okay ဒီစိတ်ကျန်းမာရေးမကောင်းတဲ့အခြေအနေတွေရှိတယ်ကျမတို့ကဒီအပြင်ကအရာဝတ္ထုတစ်ခုနဲ့ပတ်သက်ပြီးတော့အများနဲ့စိုးရိမ်နေရတာတွေရှိရယ်ဒီကို healing ပြန်လုပ်နေရတာတွေရှိရယ်ပေါ့နော်အဲ့ဒီတော့ speak out လုပ်ခြင်းရဲ့အားသာချက်နှစ်ခုကိုကျမပြပြပေးမယ်ပထမတစ်ခုကလေအရင်အရေးကြီးရယ်ကိုမလို့ချင်တာတွေမရဘူးကိုက speak out လုပ်လိုက်တဲ့အချိန်မှာလေကိုမလို့ချင်တာတွေလုံးဝမရဘူးဒုတိယတစ်ချက်ကကြတော့ကိုလို့ချင်တာတွေရတယ်အဲ့ဒါကလည်းအရေးကြီးတယ်ဘာလို့လဲဆိုရင်လေကိုမလို့ချင်တာတွေမရလာတဲ့အခါမှာလေကိုစိတ်ကဘယ်လိုလဲဆိုရင်ဒီ healing ပြန်လုပ်ရမယ်အရာတွေပေါ့ပွင့်လင်းလင်းပြောရမယ်ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်ဒီအမိုက်တွေကိုပြန်သိမ်းစရာမလိုတော့ကိုမလို့ချင်တာတွေမရဘူး okay ဒီပထမအဦးဆုံး initial stage မှာပဲသူကလောက cut off လုပ်လိုက်ပြီးပေါ့နော်ဒုတိယအဆင့်ကကြတော့လိုချင်တာရတယ်အဲ့ဒါလေးကတော့အရန်ထင်သာမြင်သာရှိတယ်ကိုလိုချင်တာကိုထုတ်ပြောမှသူများတွေကသိမယ်ဆိုတော့အမြဲတမ်းကိုလိုချင်တာကိုအမြဲတမ်းထုတ်ပြောမယ်ဒါမကြိုက်ဘူးဆိုရင်လည်းမကြိုက်ဘူးဒါကြိုက်တယ်ဆိုရင်လည်းကြိုက်တယ်ဒါလိုချင်တယ်ဆိုရင်လည်းလိုချင်တယ် okay တချို့ကိစ္စတွေမှာအနောက်မှာ reason ရှိကောင်းရှိမယ်မရှိကောင်းမရှိဘူးဒါပေမဲ့ပိုဖြစ်ချင်တာတွေတော်တော်များများကို speak out လုပ်ဖို့ကအရန်အရေးကြီးတယ်ကိုရဲ့ဒီကြိတ်ပြီးတော့ခံစားနေမယ်မြုံပြီးတော့ခံစားနေမှာငါ့ကိုလူတွေကနားမလဲကြပါဘူးလို့တွေးနေမဲ့အစားကိုကအမြဲတမ်းကို express လုပ်တတ်ဖို့လိုတယ်ကိုဟောပြတတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီတော့ only way ရတော့ဒီ speak out လုပ်ဖို့ပါပဲ speak out လုပ်တဲ့နည်းလမ်းတွေကတော့မျိုးစုံရှိတယ်အဲ့ဒါကိုလည်းကျွန်မနောက်ဗီဒီယိုတွေမှာအရင်သိရင်တော့ကျွန်မပြောပြသွားပေးမယ်